ไร้สาระไม่ตลกน่ารำคาญตอแหลဒီစကလုံးတွေကကျွန်တော်နေ့စဉ်ကြားနေရတဲ့ဆိုပေမဲ့တကယ်သူ့အသိပဲတော့မကောင်းပါဘူးဘလို့မကောင်းလဲဆိုတာကိုဒီနေ့လာရှင်းပြပေးမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ไร้สาระไร้สาระไร้สาระဆိုတာဘာလဲဆိုတော့အပိုတွေကိုထိုင်းလို့ဘယ်လိုပြောလဲဆိုတော့ rice စာလာအဲ့ဆိုဘယ်လိုသုံးလို့ရလဲဆိုတော့ယာ rice စာလာအပွေလုံနေနဲ့ယာဆိုတာမလုံနဲ့ rice စာလာဆိုအပွေယာ rice စာလာနာအပွေလုံနေနဲ့အပွေပြောမနေနဲ့ဆိုရင် put rice စာလာ put rice စာလာဆိုအပွေပြောနေအဲ့မျိုးပေါ့နောက်တစ်ခုကဘာလဲဆိုတော့ไม่ตลกไม่ဆို no ဟုတ်တယ်မလားမဟုတ်ဘူးตลกဆိုတာရေးရတယ်ไม่ตลกဆိုမရေးရအောင်နော်ไม่ตลกမရေးရအောင်နောက်တစ်ခုကဘာလဲဆိုတော့น่ารำคาญဆိုတာအမြင်ကเสียคนนั้นน่ารำคาญมากพูดจาก็ไม่พอคนนั้นဆိုအဲ့လူကน่ารำคาญมากဆိုတာအမြင်ကเสียကောင်းတယ်พูดจาဆိုတာပြောဆိုတာก็ไม่พอဆိုတာไม่พอဆိုพูดจาไม่พอဆိုတာပြောဆိုတာလေစကားပြောတယ်မကောင်းน่ารำคาญมากဆိုအမြင်ကเสียကောင်းတယ်အဲ့လိုမျိုးပေါ့အဲ့ဆိုน่ารำคาญကအမြင်ကเสียကောင်းတယ်အဲ့ဆိုคนนั้นน่ารำคาญมากพูดจาก็ไม่พอအဲ့လိုအရင်မဟုတ်အမြင်ကเสียကောင်းတယ်စကားပြောရတယ်မကောင်းနောက်ဆုံးတစ်ခုအနေကဒါအသုံးများဆုံးနဲ့ကိုယ်တငယ်ချင်းကြည်ကြောင်းပါလေသုံးရတယ်ဘာလဲဆိုတော်လဲဆိုတာဘယ်လိုမျိုးလဲဆိုပလောင်ပလဲဟိုတီပြောတာတီဟိုပြောဆိုရင်တော်လဲလို့သုံးလို့ရတယ်ဤတော်လဲဆိုရင်ပလောင်ပလဲနဲ့ကောင်းမှာအဲ့မျိုးပေါ့အဲ့ဆိုရင်ဒီနေ့ပြောတဲ့စကားလုံးတွေကကိုယ့်ရဲ့နေ့စဉ်မှာကြားရကွာဒါပေမဲ့ဘာမှမသိဟုတ်တယ်မှာ rice salad ကဘာလဲဆိုတော့အပူတွေไม่ตลกမရင်ရအောင်နော်น่ารำคาญကိုယ်น่ารำคาญလို့ပြောလိုက်တော့နားလည်လိုက်တော့သူကအမြင်ကတ်တယ်လို့ပြောလိုက်တာအများစုအဲ့လိုမျိုးပြောน่ารำคาญมากဆိုကိုအတင်းပြောတဲ့နေရာမှာသုံးကြရน่ารำคาญဆိုတာအမြင်ကတ်စရာကောင်းတာတော်လဲတော့ဒါတော့လူတိုင်းသုံးနေကြလို့ထင်ကိုတငယ်ချင်းအချင်းကြားမှာဆိုရင်ဤတော်လဲဆိုဟုတ်ဤတော်လဲဆိုရင်ဤတော်လဲဆိုရင်ပလောင်ပလဲနဲ့ကောင်းမှာအဲ့လိုမျိုးအဲ့စင်ဒီနေ့ sharing လုပ်ပေးတဲ့အရာကုန်လုံးကအဲ့မျိုးအတင်းတောက်တဲ့နေရာမှာကိုဘယ်လိုပြောလိုက်လဲဆိုတာတီးဖို့တလား sharing လုပ်ပေးရဖြစ်ပါတယ်အကေသိချင်တာရှိနေလဲ comment မှာဖြစ်မေးထားလို့ရပါတယ်သဘောကျနေတတ်တဲ့ဆိုရင် save follow share လုပ်ဖို့မမေ့ပါနဲ့ on cuba thai bus ကားကိုမျှဝေပေးနေပါတယ်နောက် video တွေမှာတွေ့ကြပါမယ်အခုချိန်ထိအားပေးတဲ့သူတယောက်ချင်းကိုလည်းအကုန်လုံးကျေးဇူးတင်ပါတယ်